ဘုန်းကြီးတို့တွေဟာလူဘဝရောက်လာတာဟာတာမန်ကုသိုလ်ကောင်းမှုနဲ့ရောက်လာကြတာမဟုတ်ဘူးအတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုတစ်ခုရှိခဲ့သည့်အတွက်ကြောင့်ဒီဘဝမှာလူဘဝလာဖြစ်ကြတယ်လူဖြစ်လာရုံမြမကဘုရားတရားတန်ခါယရဏသုံးပါးကိုယုံကြည်ကိုးကွယ်ရတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုလက်ခံကျင့်သုံးခွင့်ရနေတဲ့လူသားဖြစ်နေတာအလုံးကိုကံကောင်းတယ်လို့ပြောလူဖြစ်တိုင်းဒီအခွင့်အရေးရလားဆိုမရဘူးလူဖြစ်တိုင်းဟာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိကြတာမဟုတ်ဘူးသိတော်လည်းပဲကျင့်နိုင်ကြတာမဟုတ်ဘူးအင်တမအနည်းငယ်သောရာခိုင်နှုန်းအနည်းငယ်သောလူသားများသာလေမြတ်စွာဘုရားရဲ့အဆုံးအမပေါ်မှာစိတ်ဝင်စားပြီးတော့လက်ခံကျင့်သုံးနိုင်ကြတာဖြစ်တယ်။ကျန်တဲ့လူတွေဟာတာမန်လူတွေကလူတွေမျှတာဖြစ်ပြီးတော့လူဘဝမှာပေါ်ထွန်းလာပြီးကောင်းတဲ့အလုပ်တွေမလုပ်မိဘူးဆိုရင်တခါပြန်ပြီးတော့မြုပ်သွားကြအောင်မှသာဖြစ်တယ်။တစ်ဖန်ပြန်မြုပ်သွားတယ်ဆိုတာအပယ်လေးပုံကိုရောက်ရှိသွားတဲ့အခါမှာပြန်ပေါ်ဖို့ဆိုတာအချိန်ပေါင်းမြောက်များစွာကဘာပေါင်းမြောက်များစွာကြာသွားတတ်တယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့တရားတော်ကိုကြည့်တာလစ်စိတ်ကလဆိုတဲ့သုတ်တံမှာကာဏကိစ္စပောပမလို့လည်းခေါ်တယ်။အဲ့ဒီမှာလေကံကြီးတကောင်ဥပမာနဲ့မြတ်စွာဘုရားဟောထားတယ်။အလွန်ကျယ်ဝန်းတဲ့နဲ့ဆိုင်တဲ့ပင်လယ်ကြီးထဲမှာပင်လယ်အောက်ကျမ်းပြင်လှည့်လည်ကျက်စားနေတဲ့မျက်စိနှစ်ကွင်းအလင်းမရတဲ့လေကံကြီးတကောင်အနှစ်တရာကြာမှရေမျက်နှာပြင်မို့တစ်ချိန်လောက်သာပေါ်ထွက်လာတယ်။အဲ့ဒီအနှစ်တရာကြာမှတခါရေမျက်နှာပြင်ပေါ်မှာအသက်ရှူဖို့ပေါ်လာတဲ့လေကံကြီးရဲ့ခေါင်းနဲ့ပင်လယ်ထဲမှာမျောနေတဲ့အပေါက်တစ်ပေါက်ထဲသာရှိတဲ့တဘိုးတုံးကြီးအဲ့ဒီတဘိုးတုံးကြီးရဲ့အပေါက်နဲ့အန်ချနော်မမျောလင်မဲနဲ့စွန့်ပြီးဖို့ဆိုတာလွန်ခဲရင်အဲ့ဒါကမှဖြစ်နိုင်သေးတယ်တဲ့လူသားတစ်ယောက်ဟာမကောင်းမှုဒုစရိုက်တွေကြောင့်လူအသိစိတ်ဓာတ်တွေချုပ်ယွင်းပြီးမကောင်းမှုဒုစရိုက်တွေလှုပ်ခြင်းကြောင့်လူဘဝကနေပြီးအပယ်လေးပုံဘက်ကိုပြန်ဆင်းသွားပြီဆိုလို့ရှိရင်လူဘဝပြန်ရဖို့ဆိုတာဒီတယ်များစွာခဲရင်တယ်လို့သူတို့ဆိုတယ်အဲ့တော့လက်ကမ်းကြီးရဲ့ခေါင်းနဲ့အပေါက်ထဲတပေါက်သာရှိတဲ့မျောချင်မျောနေတဲ့တဘိုးတော်ကြီးရဲ့အပေါက်နဲ့စွတ်မိတယ်ဆိုတာကဆယ်ကတခါအခါတရတခါဖြစ်ကောင်းဖြစ်နိုင်သေးတယ်လူသားတယောက်ဟာတိရစ္ဆာန်ဘဝရောက်သွားလို့ရှိရင်လူပြန်ဖြစ်ဖို့ဆိုတာလုံးကိုခဲရင်တယ်လို့ပြောတယ်နော်ပိုခက်တယ်ဘာကြောင့်ပိုခက်တာတော့အကြောင်းမရှိဘူးလားလို့ဆိုအကြောင်းရှိတိရစ္ဆာန်တွေဆိုတာဟာအညမေညခာဓိကာဒုဗ္ဗလခာရိကာတိရစ္ဆာန်ဘဝကိုကြည့်မယ်ဆိုရင်ကြီးနိုင်ငယ်ညင်းတကောက်တကောင်တတ်စားနေကြတဲ့ဘဝပဲလေသူတို့ရဲ့တဏ္ဍာမှာကုသိုလ်စိတ်ဖြစ်တယ်ဆိုတာဟာမေတ္တာမှာရှားပါတယ်အိဆာကာမလို့ဆိုတဲ့အတိုင်းအိတ်ချင်တဲ့စိတ်ရဲ့စားချင်တဲ့စိတ်ရဲ့ကာမကိစ္စစိတ်ရဲ့ဒီစိတ်ကလွဲလို့ကျန်တာတွေဘာမှမရှိဘူးအကုသိုလ်တွေဖြစ်ကြဒီကောင်နဲ့ဒီကောင်တွေ့ရင်လည်းရံဖြစ်ဖို့ကြိုက်ဖို့အဲ့ဒါလို့တိရစ္ဆာန်လောကကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်တဲ့အခွင့်အရေးဟာအလွန်နည်းတယ်လို့ဆိုလို့ကုသိုလ်ဖြစ်မှလူဘဝဆိုတာရနိုင်ဒါကြောင့်မို့အခုလိုလူဘဝရရှိထားတဲ့အချိန်လေးမှာမေလျော့ပေါ်တံပြီးသာဝနေရှာဖွေခြင်းအယောင်းဝယ်လုပ်နေခြင်းမလုပ်ရင်တော့မဖြစ်ဘူးလုပ်ရမှာပေါ့အဲ့ဒီလုပ်ရင်းမှာမေလျော့ရော့ရှင်မှုမနေပဲနဲ့ကိုယ်စိတ်ထဲမှာကုသိုလ်နဲ့နေထိုင်တတ်ဖို့အမတ္တမအရေးကြီးတယ်
မြတ်စွာဘုရားကစီးပွားမရှာရဘူးလို့ဟောတာမဟုတ်ဘူးစီးပွားရှာရင်ကုသိုလ်ကိုမမေ့ဖို့သာဟောတာဖြစ်တယ်အဲ့တော့စီးပွားရှာရင်ကုသိုလ်လုပ်လို့ရတာပေါ့အယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်ဟာကိုယ်စီဈေးဝယ်လာတဲ့ပုဂ္ဂိုလ်ပေါ်မှာဘယ်လိုနှလုံးသွင်းရမလဲဈေးလာဝယ်ရင်ပြူပြူငါကြိုးစိုးတယ်ကောင်းတာလေးရဖို့ရှင်းပြတယ်သူ့ရဲ့အကျိုးစီးပွားကိုလိုလားပြီးမသိရင်သိအောင်ပြောပြတယ်အများရဖို့အဓိကမဟုတ်ပဲမိမိရောင်းနိုင်တဲ့ဈေးနဲ့ရောင်းလိုက်တယ်နော်မသိနားလဲတဲ့ပုဂ္ဂိုလ်မသိသလိုမလုပ်ခဲနဲ့အမှန်ကန်ပြောဆိုပြီးတော့ရောင်းချခြင်းဟာကုသိုလ်ပဲဖြစ်တယ်ပေါ့မေတ္တာကုသိုလ်လို့အဲ့တော့လောကမှာကိုချင်းစာတရားဆိုတာမေတ္တာအခြေခံပြီးတော့ဖြစ်ပေါ်လာတယ်အရာရာမှာကိုချင်းစာတရားထားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လူတွေရဲ့ပေါင်းသင်းဆက်ဆံမှုဟာဓမ္မတမိုးတွေတက်လာပြီးတော့တူနဲ့တူနှုတ်ချမှာခက်ခဲပြဿနာဆိုတော့မရှိပဲနဲ့ဘဝမှာအစဉ်တပြေတစ်ဖက်ကကုသိုလ်လည်းရတယ်တစ်ဖက်ကဝမ်းလည်းဝတယ်ဆိုလှူမတမ်းမတယ်ကုသိုလ်လို့ရသော်ဗျာဟောတာမဟုတ်ဘူးစိတ်ကောင်းနှလုံးကောင်းတူပေါ်တူမေတ္တာထားရင်လည်းကုသိုလ်ပဲနော်ကုသိုလ်ရဖို့ဆိုတာတွေကအများကြီးရှိတယ်နောက်ဆုံးမှာကုသိုလ်ရတယ်ဆိုတာလေးဟာစဉ်းစားကြည့်ဘုရားဆင်းတုတော်ဇေဒီပထိုးမြင်လိုက်လို့မျက်စိထဲမှာဘုရားတွေ့လိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာကြည်နူးပြီးအမှန်တရားကိုသိတော်မူတဲ့မြတ်စွာဘုရားရဲ့ကိုယ်စားတော်သို့မဟုတ်မြတ်စွာဘုရားရဲ့တတ်တော်မွေးတော်တွေထိသွင်းထားတဲ့မြတ်စွာဘုရားကိုအထိမ့်မှတ်ပြုပြီးတော့တိဆောက်ထားတဲ့ဇေဒီပဲမြတ်စွာဘုရားကိုအတိညာဉ်ကြီးကိုမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအာရုံပြုပြီးလက်ကိုလေးချိန်လိုက်မယ်စိတ်ထဲမှာကြည်နူးလိုက်မယ်ဆိုလူဖြစ်ဖို့မခဲရင်ဘူးနတ်ဖြစ်ဖို့မခဲရင်အဲ့ဒီကုသိုလ်လေးတောင်မှပဲကြီးမားတဲ့ကုသိုလ်လို့ပြောတာဒါလှူတာတန်းတာမဟုတ်ဘူးနော်အဲ့ဒါလောက်နဲ့တည်းမဲ့ကုသိုလ်ရနိုင်တာအများကြီးပဲရှိလှူတဲ့တန်းနဲ့ဆိုတဲ့နေရာမှာလည်းပဲကိုယ်မိသားစုထဲမှာကိုယ်အမေကိုကြွေးတယ်ကိုယ်မိသားစုကိုစားစေခြင်းနဲ့မေတ္တာနဲ့ကြွေးတယ်တူမေတ္တာတူမှဆိုတာရိုင်းမင်းပြီးတော့ကျွေးမွေးစောင့်ရှောက်ခြင်းဟာဒါလည်းဒါနကုသိုလ်ဖြစ်တာအိမ်ရောက်လာတဲ့မိတ်ဆွေသို့မဟုတ်ဧည့်သည်သိသည်ဖြစ်စေမသိသည်ဖြစ်စေအိမ်ရောက်လာတဲ့အခါမှာရှည်လေးတစ်ခွက်တိုက်တာပဲဖြစ်ဖြစ်ကော်ဖီလေးတစ်ခွက်တိုက်တာပဲဖြစ်ဖြစ်ဒါလည်းဒါနကုသိုလ်ဒီကုသိုလ်တွေဟာအကျိုးပေးတာပဲလို့ဆိုနေ့စဉ်ဘဝမှာကိုပုံမှန်နေတဲ့ထဲရတယ်ပဲကုသိုလ်ရနိုင်အောင်ကုသိုလ်ရအောင်နေတတ်မယ်ဆိုလို့ရှိရင်ကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာရနေမှာတစ်ဖက်ကလည်းပဲကိုယ့်ရဲ့တဏ္ဍာမှာဒီငါးပါးသီလကိုခံယူစောင့်တည်လိုက်တဲ့သမာဒါနစောင့်တည်တဲ့ကုသိုလ်စေရနာတွေကိုယ်တဏ္ဍာမှာဖြစ်တယ်မကျွလွန်သေးသမျှသမာဒါနစောင့်တည်ထားတဲ့ကုသိုလ်စေရနာကိုယ်တဏ္ဍာမှာဖြစ်ခဲ့တယ်ကျွလွန်စေရအကြောင်းတစ်ခုကြုံလာတယ်ဥပမာမဲ့ချင်းလေးတစ်ကောင်ကိုလာကြိုက်လို့မတ်တမဲ့တတ်လိုက်ဖို့ကြုံလာတယ်မတတ်ဖဲနဲ့လွတ်လိုက်တယ်သူ့ကိုအထိကိမရှိအောင်ကျင်နာစွာဖယ်ရှားလိုက်တယ်ဆိုလို့ရှိရင်ဒါဟာဝိရတိကုသိုလ်လို့ခေါ်တယ်ရှောင်လိုက်တာနော်လှုပ်ရှားတစ်ခုခုကြုံလာတဲ့အခါမှာရှောင်လိုက်တာအဲ့ဒီရှောင်လိုက်တဲ့ကုသိုလ်ကိုဝိရတိလို့ခေါ်တယ်ဒါကြောင့်မို့လို့သီလဟာစေရနာသီလရှိတယ်ဝိရတိသီလရှိတယ်စောင့်တည်မထားတော့လည်းပဲမဟုတ်တာလုပ်ဖို့ခွင့်ကြုံလာတဲ့အခါမှာမလုပ်ဘဲနဲ့ရှောင်လိုက်ရင်လည်းရှောင်တဲ့ကုသိုလ်ရတယ်ပဲအဲ့တော့လောကမှာကုသိုလ်ဆိုတာစိတ်ကောင်းနှလုံးကောင်းနဲ့အမှန်စဉ်းစားတတ်မယ်မှန်ကန်တဲ့အတွေ့ရှိနေမယ်ဆိုရင်ကုသိုလ်ဖြစ်ဖို့လွယ်ပါယောနိသောမနတိကာရဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားနိုင်မှုအသိဉာဏ်နဲ့စဉ်းစားနိုင်မှုဟာကုသိုလ်ဖြစ်ဖို့အတွက်များစွာအထောက်အကူဖြစ်လို့ရေကေစိကုသလဓမ္မသဗ္ဗတိယောနိသောမနတိကာရမူလကလောကမှာကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတတ်တဲ့စိတ်နေသောဝါဒတွေဖြစ်ပေါ်လာမှုဟာယောနိသောမနတိကာရလို့ဆိုတဲ့အမှန်